ကလေးတီရှက်လုံးဝအမိုက်စားလေးတွေဒီမှာကြည့်တာဆိုရင်နော်ညီကို2ယောက်စင်တူလေးဝတ်လို့ရတယ်ကလေးတီရှက်ကိုမှ9နှစ်10နှစ်9နှစ်10နှစ်15နှစ်ကျမဝတ်ထားလဲဒီထုတ်ထရပဲပေါ့နော်စိုက်တေးတဲ့ဟာလေးဆိုတော့လာပါဟိုလူကြီးအဲ့လိုမျိုးကြီးတော့မဟုတ်ဘူးနော်ဒါပေမဲ့ကလေးတီရှက်လေးတွေပါဒီမှာဒီမျိုးလေးတွေစတစ်ကာလမ်းကြီးတွေနဲ့ရောက်ထားပါတယ်ယောက်ျားလေး main ကလေးပေါ့နော်ဒီမျိုးတွေလုံးဝရှားပါလုံးပေါ့နော်ကလေးတီရှက်ဆိုရင်တော့ရှားတယ်ပေါ့နော်လူကြီးတီရှက်တွေကတော့ပေါ်တာဒါပေမဲ့ကလေးတီရှက်ထုတ်ကိုရအောင်ဖောက်ထားပေးပါတယ်စိတ်ကြိုက်မေမေတွေလာရွေးလိုက်တော့နော်ဒီမှာလုံးဝစတစ်ကာတွေအမျိုးအလန်းကြီးတွေပါပါတယ်ဒီလိုမျိုးတွေပါတီရှက်တွေကိုမှဒီလိုမျိုးကြီးတွေရောက်ထားပါတယ်အယောင်ဆုံးကာလာဆုံးစိတ်ကြိုက်မေမေတွေလာရွေးလိုက်တော့နော်ဒီလိုမျိုးလေးတွေမြန်လာမှရမယ်မျိုးတွေပါတီရှက်ထုတ်ကိုမှဖောက်ထားပေးပါတယ်မျိုးတွေဈေးနှုန်းလေးတွေကလည်း6000 9000 8000အဲ့လိုမျိုးလေးကနေစပြီးမှရှိပါတယ်ဈေးနှုန်းတွေကအသက်တာဆုံးဖြစ်အောင်လို့လုပ်ထားပေးတယ်တီရှက်တွေလုံးဝအမိုက်စာကြီးတွေရောက်ထားပါတယ်မျိုးတွေပါ6နှစ်9နှစ်ကနေစပြီးတော့10ကျော်သက်အရွယ်ထိရတယ်နော်ယောက်ျားလေးတွေ main ကလေးအဓိကတော့ယောက်ျားလေးပေါ့နော် main ကလေးကဒီလိုမျိုးရိုးရိုးတီရှက်လေးလဲဝိုင်းလေးဖြစ်တဲ့အတွက်ကြောင့်မို့ယောက်ျားလေးကတော့အဓိကလာခဲ့ပေးပါ main ကလေးလည်းရပါတယ်ဒီမျိုးလေးတွေဒါဆိုစင်တူလေးဝတ်လို့ရတယ်မျိုးပြီးကတ်တွဲလေးတွေနဲ့ပါတဲ့ဟာတွေလည်းအများကြီးပါပါတယ်အတစ်လုံးဝလမ်းတွေရချင်တော့အရင်ဆုံးလာခဲ့ပြီးလိုက်တော့နော်တီရှက်တွေကိုမှအများကြီးရောက်ထားတယ်ဒါလေးဒါ site တွေပြလိုက်တာ site ကြီးလေးတွေလည်းရှိတယ် site ကြီးလေးဆိုဒီမျိုးလေးတွေဒါလေးဆိုမမေအောင်ဒီထက်လေးဝတ်ထားပါတော့အဲ့လိုမျိုးနည်းနည်း site တေးတေးလေးကောင်းမလေးတွေဆိုရင်တော့ရပါတယ်ဆိုင်မှာစိတ်ကြိုက်လာကြည့်လိုက်တော့နော်ဒီမှာဒီမျိုးလေးတွေရောက်ထားပါတယ်ဒီမျိုးကြီးတွေစတစ်ကာအလန်းကြီးတွေနဲ့ရောက်ထားပါတယ်ဒီလိုမျိုးလေးတွေပါကဲအားလုံးပဲလာခဲ့လိုက်တော့နော်အမြန်ဆုံးလာခဲ့လိုက်တော့တတပါ